ဒါတော့သမီးတို့အားလုံးမင်္ဂလာပါတို့နှုတ်ဆက်နည်းလေးသုံးနည်းမှတ်မိသေးရဲ့လားမှတ်မိလားမှတ်မိတာလားမမှတ်မိတာလားကဲဒါဆိုနှုတ်ဆက်ကြည့်အောင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာခြုံ၍လုံကြပါစေသစ္စာဆောင်၍အောင်ကြပါစေဒီနှုတ်ဆက်နည်းလေးသုံးနည်းကအင်မတန်အဓိပ္ပာယ်ရှိရနော်ဒါတော့သမီးတို့ပထမဆုံးစဉ်းစားကြည့်လိုက်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေအဲ့ဒါဘာပြောတာလဲဟောရှင်းသွားတာပဲနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဘာပြောတာလဲဆိုတော့မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေတဲ့ကဲမြန်မာစကားကိုအဓိပ္ပာယ်ပြန်ပြီးတော့ပြန်ရမယ်ပုံစံပေါက်နေပြီနော်အဲ့တော့မင်္ဂလာဆိုတာဘာကိုပြောတာလဲမင်္ဂလာဆိုတာကောင်းခြင်းအဲ့တော့မင်္ဂလာဆိုတာတဲ့ပါဠိစကားဖြစ်တယ်တဲ့မင်္ဂဆိုတာမကောင်းမှုကိုပြောတာဖြစ်တယ်ဘာကိုပြောတာလဲမကောင်းမှုလာဆိုတာကြတော့ရိပ်ဖြတ်ခြင်းလို့အဓိပ္ပာယ်ရတယ်မင်္ဂလာဆိုတော့မကောင်းမှုကိုရိပ်ဖြတ်ခြင်းလို့အဓိပ္ပာယ်ရတယ်မကောင်းမှုကိုရိပ်ဖြတ်တယ်ဆိုတော့ကောင်းတာတွေရောက်လာစရာအကြောင်းရှိလားမရှိလားအဲ့တော့ဒါတို့သမီးတို့ကိုဆရာကမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဆိုတာကဘာပြောတာလဲဆိုတော့ဒါတို့သမီးတို့ရေမကောင်းတာတွေမလုပ်နဲ့လို့ပြောတာဟုတ်လားမဟုတ်ဘူးလားအဲ့တော့ဒါတို့သမီးတို့ကလည်းဆရာကိုဘာပြန်ပြောလဲမကောင်းတာတွေမလုပ်နဲ့ဟုတ်လားမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေပြန်ပြောတာပဲပြောတော့ဆရာကြီးဆရာလည်းမကောင်းတာတွေမလုပ်နဲ့နော်ဟုတ်လားဒါတို့သမီးတို့အတန်းထဲမှာအဲ့လိုမပြောဘူးလားပြင်စာကုဏံအဟံဝရာမိပြီးတော့အာစရိယကုဏံအဟံဝရာမိပြီးတော့မင်္ဂလာပါဆရာမအာစရိယကုဏံအဟံဝရာမိဟုတ်လားဆရာဆရာမတွေကိုကတော့ပါတယ်နော်ကတော့ပါတယ်ပြင်စာကုဏံအဟံဝရာမိအနန္တောနန္ဒ၅ပါးကတော့ပါတယ်မင်္ဂလာပါဆရာမဆရာမကြီးဒါပေမဲ့မကောင်းတာတွေမလုပ်နဲ့နော်ဟုတ်လားအဲ့တော့ဆရာဆရာမတွေကလည်းပြန်ပြောတယ်မင်္ဂလာပါတပည့်တို့မင်းတို့လည်းမကောင်းတာတွေမလုပ်နဲ့နော်ဟုတ်လားအဓိပ္ပာယ်သိသွားတော့ဆရာတို့သတိထားလို့မရဘူးလားအဲ့တော့သမီးတို့လောကမှာနာမည်မကြီးချင်ဘူးလားအမေကြီးချင်တဲ့သူတွေရှိတယ်ဒီနေ့ခေတ်က vlogger ခေတ်ဟုတ်တယ်မလားထမင်းစားရင်လည်းရိုက်အိပ်ရင်လည်းအိမ်ရိုက်တဲ့သူရှိတယ်ဗျာနိုင်ငံသားမှာရှိတယ်သူအိပ်နေတာကိုထိုင်ကြည့်နေရတာထူးထူးဆန်းဆန်းအဲ့ပတ်စံပေးသေးတာပတ်စံပေးတယ် तू ကဘယ်လိုလုပ်ထားလဲဆိုတော့ဆရာတခုမြင်မှုတယ်အဲ့ဒီမှာ तू ကသူ့ကိုကင်မရာနဲ့ချိန်ထားတယ်။ तू ကအိမ်ရပေါ်မှာအိမ်နေပြီးတော့ဘေးနားမှာ drum တီးတယ်သူထားတယ်။ drum ဆိုတာစူညံတဲ့အတန်လေ။တကယ်လို့သူ့ကိုပတ်စံပေးတယ်။ online ကနေပတ်စံလှမ်းပြီးတော့လွှဲလိုက်တယ်။ Facebook ကနေပြီးတော့ထားပါတော့ PayPal လို့ဟာမျိုးနဲ့လှမ်းပြီးလွှဲလိုက်တယ်။ဒါမှမဟုတ်လေ gift တွေပေးလိုက်တယ်ဆို drum သမားထားဒုံဆိုထားတယ်။ဟိုလူကနိုးလာ။အဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေရဲ့စိတ်ကကောင်းတဲ့စိတ်ကများလားမကောင်းတဲ့စိတ်ကများလားဒီကောင်အိမ်မောကြရင်တော့ဖြစ်ငါပတ်စံပေးလိုက်အောင်ပဲဟုတ်လားအိမ်မောနဲ့ကြလောက်ရောပတ်စံပေးလိုက်တော့ဟိုက drum ဒုံဆိုထားဒီဟိုကလန့်ဖြတ်ပြီးနိုးလာပြန်ရောအဲ့တော့ win theory ပေါ့လူတွေရဲ့မကောင်းတဲ့စိတ်ကိုအခြေခံပြီးပတ်စံရှာသွားတယ်ဟုတ်လားလန့်တော့နိုးသွားတာမှန်တယ်ဒါပေမဲ့ပတ်စံရတယ်ဒီလိုမျိုးဆိုတော့ဒီနေ့ခေတ်ကအဲ့လို vlog တွေလုပ်ပြီးတော့ပတ်စံရှာကြတဲ့ခေတ်ကိုအဲ့တော့အောင်မြင်လာတယ်ဆိုရင်လူတီများလာတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဒါကြိုက်ကြတယ်လူတွေကဟုတ်တယ်မလားဒီနေ့ကအဲ့ဒီလိုပဲစူးစမ်းနေကြတာဖြစ်တယ်အဲ့တော့လောကမှာတဲ့အဲ့လိုအောင်မြင်ခြင်းနဲ့ထင်ရှားခြင်းနဲ့တနည်းပြောရရင်အယောင်တောက်ခြင်းနဲ့ဆိုလို့ရှိရင်တဲ့နှစ်မျိုးကိုယူဆရမယ်ဘယ်နှမျိုးတော့နှစ်မျိုးပထမတစ်မျိုးကကြတော့ misery တရားမရှိရအောင်ဘာတရားတော့ misery ပြန်ပြောကြည့်ပါဦး misery နော်မနာလိုခြင်းကင်းရမယ်ဘာကင်းရမှာလဲမနာလိုခြင်းကင်းရမယ်မနာလိုမရှိရအောင်เนาะသူများကြီးပွားချမ်းသာလာတဲ့အပေါ်မှာကိုကဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြီးတော့မနာလိုစိတ်မရှိရအောင်လူတွေမှာအဲ့ဒီစိတ်ရှိလားမရှိဘူးလားရှိကြတာပေါ့အများကြီးပဲတငယ်ချင်းကစားရသွားရင်ဘာဖြစ်လဲမနာလိုဘူးဟုတ်လားနာလိုတာလားမနာလိုတာလားမနာလိုဘူးများသောအားဖြင့်ဒါပေမဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူကတော့ဝမ်းသာတာပေါ့ဟုတ်တယ်မလားအဲ့တော့တချို့ကြတော့ကိုအမှန်နဲ့လို့စိတ်မကောင်းဖြစ်တာမျိုးမဟုတ်ဘူးကိုတငယ်ချင်းအမှန်များသွားလို့စိတ်မကောင်းဖြစ်နေတာသူကကြတော့တမျိုးဟုတ်လားဒါလည်းမနာလိုတာပဲဖြစ်တယ်အဲ့ဒီမနာလိုတဲ့စိတ်ရှိနေသမျှကာလပတ်လုံးလောကမှာထင်ပေါ်ကြော်စောခြင်းရှိမှာမဟုတ်ဘူးတဲ့အဲ့ဒါသားတို့သမီးတို့မှတ်ထားရအောင်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ပမာဒမေ့လျော်ခြင်းဘာလဲတော့မေ့လျော်ခြင်း
နံပါတ်1ကမနာလိုခြင်းမရှိရဘူးတဲ့နံပါတ်2ကမေ့လျော်ခြင်းမရှိရဘူးမေ့တတ်တဲ့သူနော်ကုသိုလ်တရားတွေအပေါ်မှာမေ့လျော်တတ်တဲ့သူဟာလည်းလောကမှာအယောင်မတောက်ပါဘူးတဲ့အဲ့တော့ဆရာတို့ခုနကမင်္ဂလာပါလို့နှုတ်ဆက်လိုက်ခြင်းဒီတယောက်နဲ့တယောက်အော်ငါဒီနေ့တော့မကောင်းမှုတွေမဖြစ်အောင်နေရမယ်လို့သတိထားမိသွားတယ်ခုနကပမာဒတရားရင်ထဲကိုရောက်သွားတယ်အော်ငါတပည့်တွေကငါ့ကိုနော်မကောင်းတာတွေမလုံနဲ့လို့သတိပေးတယ်သတိထားရမယ်ဟာငါရဲ့ဆရာကလည်းငါ့ကိုမင်္ဂလာပါလို့ပြောတယ်ဟုတ်လားအဲ့တော့ငါမကောင်းမှုတွေမဖြစ်အောင်နေရမယ်ဒီလိုတွေးမိတယ်ဒီလိုမျိုးပမာဒတရားလေးရင်ထဲရောက်သွားတယ်ဆိုတဲ့အခါကျတော့ခုနကလောကမှာအယောင်တောက်ခြင်းအကြောင်းနှစ်ပါးနဲ့ပြည့်စုံမသွားဘူးလားပြည့်စုံသွားတယ်ဟုတ်ပြီနော်အဲ့တော့ဒါသားတို့သမီးတို့ဘဟုတုတဖြစ်ဖွယ်ပြောပြတာဖြစ်တယ်ဒီလိုပဲတငယ်ချင်းချင်းတယောက်နဲ့တယောက်နှုတ်ဆက်ကြတော့ဆရာတို့မြန်မာနိုင်ငံကမင်္ဂလာပါလို့နှုတ်ဆက်တယ်ဟုတ်တယ်မလားမင်္ဂလာပါလို့နှုတ်ဆက်တယ်အော်မကောင်းမှုတွေကိုငါရိပ်ဖြတ်ရမှာပဲဒီလိုမျိုးသတိတရားလေးထားလိုက်တယ်ဆိုရင်အင်မတန်မှတကယ်ကိုပဲမင်္ဂလာတရားနဲ့ပြည့်စုံတယ်လို့ပြောရမှာဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးမေမေရော့ရော့နေမယ်ဆိုရင်တော့ဘယ်ဒီတရားတွေနဲ့ပြည့်စုံမလဲနော်ဒါမျိုးပြောရမှာဖြစ်တယ်ကောင်းပြီဒီနေ့ခေတ်တော့ဆရာတို့တယောက်နဲ့တယောက်တငယ်ချင်းတွေတွေ့တဲ့အခါမင်္ဂလာပါလို့နှုတ်ဆက်မယ်အစားဘယ်လိုနှုတ်ဆက်ကြလဲ Hey yo တာကြီး bro What's up ဟုတ်လား What's up ဘာလဲ Hey yo ဘာပြောရလဲလားမင်းဘယ်နှတုံးယိုပြီးပြီလဲဟာအဲ့လိုလား Hey yo ဆိုတာဘာအဓိပ္ပာယ်တော့ Hey yo what's up bro အဲ့ဒါတော်သေးတယ်ဆရာတို့နယ်ဘက်ကိုပြန်ရောက်သွားတဲ့အခါကျတော့ဆရာတို့ကမန္တလေးမှာကျောင်းတက်ပြီးတော့ဆရာနေရဲ့ချောင်းသာကိုပြန်သွားတဲ့အခါကျတော့ဆရာတငယ်ချင်းတွေကနှုတ်ဆက်ကြတယ်ဟာဟဲ့အောင်မင်းဘယ်တော့ရောက်ဟာအဲ့ဒီကမလာရင်ပါလားရုပ်တရက်ရင်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ်ဒီကောင်ဘာခေါင်းလဲကွာအဲ့ဒါနဲ့အေးကွာလို့ရောက်တာမကြသေးပါဘူးလို့အဲ့ဒါသူကဘာထပ်ပြောတော့ဟာကွာတဲ့မင်းကွာတဲ့ငါရောက်တာတော့အကြောင်းမကြောက်ဘူးဒုက္ခပဲဟုတ်ဗလားဟိပါလားဟုတ်လားအဲ့ဒီခေတ်ကိုရောက်လားမရောက်ဘူးလားအဲ့လိုအဖြစ်မခံနဲ့ဒါတို့သမီးတို့အင်မတန်မှအရေးကြီးတယ်ဟုတ်ပြီနော်ကျတို့စိတ်တကူနော်စိတ်တကူနော်ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဆိုပြီးတော့ရှိတယ်အဲ့ဒီမှာဟိုးအရင်ခက်တွေတုန်းကတော့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုအဓိကထားကြတယ်သို့တော့ဒီနေ့ခေတ်ကတော့ရုပ်ပိုင်းဆိုင်ရာတွေအင်မတန်မှလှည့်လင်းမြန်တိုးတက်လာတယ်ဆိုကြပါစို့အခုဆရာတို့အရင်ဆရာတို့ခေတ်တုန်းကဆိုလို့ရှိရင် MP3 ဆိုတာလွန်ရောကြုံရောပဲဟုတ်တယ်မလား MP3 မတိုင်ရင်ကကက်ဆက်တွေနဲ့တုံးရတယ်ဆရာတို့မင်းတို့အရွယ်တော့အမေကက်ဆက်ကိုခါချိတ်နိုင်ရင်အကောင်ပဲဟုတ်လားနော်ကက်ဆက်ဆိုတာဒီအတုံးလောက်ရှိတယ်နော်ဒီအတုံးလောက်ရှိတယ်အဲ့ဒီကက်ဆက်ကိုခါမှာချိတ်ပြီးတော့ကျိုးနဲ့တစ်ချက်ကိုဒီလိုတက်ထားနိုင်ရင်အကောင်ပဲလားအဲ့လိုအဲ့ဒီကနေတဖြည်းဖြည်းနဲ့တခါတည်းiPod လေးတွေပေါ်လာတယ်နော် iPod လေးတွေ MP3 လေးတွေပေါ်လာတယ်ဒါတဖြည်းဖြည်းနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်လာတာပဲဟောပြီးလဲပြီးရော MP4 ဆိုပြီးရုပ်မြင်သံကြားတိတိလေးတွေပေါ်လာတယ်အဲ့ဒီမတိုင်ငယ်ဆရာတို့ TV အကြီးကြီးနဲ့ကြည့်ရတာဟုတ်လားအဲ့ဒီမတိုင်ငယ်ကကျတော့အဖြူမဲ TV ကြီးနဲ့ကြည့်ရတာအဲ့လိုတဖြည်းဖြည်းနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်လာဟောအခုဆိုရင်ဖုန်းတွေကလည်းကင်မရာတွေဘယ်နှလုံးမှမသိတော့နော်iPhone တွေဘာတွေ Apple တွေဘာတွေဆိုရင်လည်းတခါလေ laptop ပါတိတိလေးတွေဖြစ်လာတယ်ရုပ်ပိုင်းဆိုင်ရာတိုးတက်လာတယ်သို့တော့စိတ်ဓာတ်ပိုင်းဆိုင်ရာတော့တဖြည်းဖြည်းကျဆင်းလာတယ်ဟုတ်လားခုနဆရာကြီးကမျိုးပြောသွားတယ်လို့မျိုးပဲခိုးတဲ့သူတွေပေါ်မလာဘူးလားစိုးတဲ့သူတွေရောပေါ်မလာဘူးလားအဲ့ဒီခိုးတဲ့သူတွေစိုးတဲ့သူတွေအဲ့ဒီလိုလူတွေမဖြစ်အောင်တို့ကကြိုးစားရမှာဘာလို့လဲဆိုတော့စိတ်ပိုင်းဆိုင်ရာရုပ်ရော့နေတဲ့ကာလာကြီးထဲမှာကိုကစိတ်ပိုင်းဆိုင်ရာမြင့်တက်အောင်ကြိုးစားပြီးတော့တန်ဖိုးတစ်ခုကိုတည်ဆောက်ရမှာဆရာကြီးအောင်တင်ကပြောတယ်တဘာဝကိုတဲ့လှုပ်အားပေါင်းရင်တန်ဖိုးဖြစ်တယ်ပြောကြည့်ပါဦးတဘာဝကိုလှုပ်အားပေါင်းရင်တန်ဖိုးဖြစ်တယ်တောက်သမီးတို့ဟာတဘာဝအတိုင်းဖေမေတွေကမွေးပေးထားတယ်အဲ့ဒီပေါ်မှာကြိုးစားမှုဆိုတဲ့လှုပ်အားပေါင်းမှသာလေဘာဖြစ်လဲတစ်ဖက်ကတန်ဖိုးဆိုတာဖြစ်လာတန်ဖိုးရှိတဲ့သားငယ်သမီးငယ်ဆိုတာမျိုးဖြစ်လာအဲ့တော့တဘာဝအပေါ်မှာလှုပ်အားမပေါင်းဘူးပြင်းနေတယ်အိတ်လိုက်စားလိုက်နဲ့အချိန်ကုန်တယ်စားမကြက်ဘူးနေသားသလိုပဲနေတယ်ကောင်မလေးတွေဖွန်လိုက်ကြောင်းတယ်ရီးသားစားတွေပေးလာမပေးဘူးလားပေးတယ်လည်းကဲဘယ်လိုလုပ်ယောက်ျားလေးကနည်းနည်းလေးပဲရှိတာเนาะဒီကြောင့်မိန်းကလေးတွေကအများကြီးပဲဟုတ်လားအဲ့တော့ဘယ်လိုပေးလဲတယောက်ကိုတစ်ဆောင်ပေးတာလားဒါမှမဟုတ်အဆောင်100လောက်ရေးထားပြီးတော့အယောက်100လိုက်ပေးတာတယောက်မဟုတ်တယောက်ပြန်ကြိုက်အောင်
ဟုတ်လားအဲ့တော့အဲ့ဒါကောင်းတယ်လို့လားမကောင်းတယ်လို့လားမကောင်းဘူးဘာကိုသွားပြီးထိကြိုက်စေနိုင်တယ်လဲဆိုရင်ပညာရေးကိုသွားထိကြိုက်တယ်ဟုတ်လားပညာရေးကိုသွားထိကြိုက်တယ်အဲ့တော့လောအားမှန်ကန်တဲ့လောအားမပေါင်းနိုင်တဲ့အခါကျတော့ခုနကတန်ဖိုးဆိုတာဖြစ်မလာတော့ခုနရိုက်ဘူးလားမျိုးပြောသလိုမျိုးပဲဖျဲစည်းစိတ်ရောင်းမလားနော်တကယ်ကွန်ပျူတာရှေ့မှာနော်ပညာရှင်ဆန်းဆန်းအလုပ်လုပ်မလားအဲ့ဒါကိုရွေးချယ်ရမယ်အပိုင်းပဲဖြစ်တယ်အဲ့ဒီရွေးချယ်မှုနဲ့အတူတို့ကစူးစမ်းရမှာနော်အဲ့ဒီလိုလောအားပေါင်းရမှာဒါမှသာလေတန်ဖိုးရှိတဲ့လူသားတွေဖြစ်မှာဟောဒါတို့ဒီလိုပတ်ပတ်တယ်မှာကြည့်လိုက်တန်ဖိုးရှိတဲ့လူသားဖြစ်အောင်လောအားပေါင်းသွားတဲ့သူတွေကိုတွေ့ရလိမ့်မယ်ဟောမှာလူကြီးကျွန်းလေးကိုနောက်မှာကတ်ထားတယ်ဇာကုနာလိုက်ကြည့်တယ်ဟော6ဘာသာဂုဏ်လူရှင်နေ9ဘာသာဂုဏ်လူရှင်နေလောအားပေါင်းထားတာအလကားနေ9ဘာသာ6ဘာသာထွက်တာဟုတ်ပါဘူးသူများထက်ကြိုးစားအားထုတ်မှုတာလွန်တဲ့အတွက်ကြောင့်လားအဲ့ဒီတန်ဖိုးကိုရတယ်သူများထက်မလျော်သောလုံလဝရိယနဲ့ကြိုးစားအားထုတ်တဲ့အတွက်ကြောင့်လားအဲ့ဒီတန်ဖိုးကိုရမဟုတ်ရင်တော့အဲ့ဒီတန်ဖိုးကိုရစရာအကြောင်းမရှိဘူးဒီလိုမှတ်ထားရအောင်ကောင်းပြီဒါဆိုရင်ခုနကစကားလေးကိုဆက်ရအောင်မင်္ဂလာပါလို့နှုတ်ဆက်ခြင်းသည်တယောက်နဲ့တယောက်ဟုတ်လားမကောင်းတာတွေကိုမလုပ်နဲ့နော်တို့မင်္ဂလာရှိအောင်ကြိုးစားကြမယ်နော်ဒီလိုမျိုးပြောကြတာမျိုးဖြစ်တယ်ဟုတ်လားမင်္ဂလာသားတို့သမီးတို့ဘယ်နှမျိုးကြားဘူးတယ်လဲမင်္ဂလာဘယ်နှပါရှိတယ်လို့ကြားဘူးတယ်38ပါငငယ်တော့အော်ချက်ခဲ့တယ်ရလားလူမိုက်ဆိုရင်ရပြီဟုတ်ရပြီအဲ့လောက်ညီညာနေမဆိုခိုင်းတော့ဟုတ်လားလူမိုက်ကိုမပေါင်းရဘူးတဲ့နောက်ပြီးတော့လူလိမ္မာကိုပေါင်းရမယ်တဲ့ပူဇော်ထိုက်သူကိုပူဇော်ရမယ်အဲ့ဒါဟာအင်မတန်မှအရေးကြီးတဲ့တရားဖြစ်တယ်အဲ့ဒီအင်မတန်မှအရေးကြီးတဲ့တရားကိုလိုက်နာလို့ရှိရင်တဲ့နောက်ကနော်ကျန်တဲ့မင်္ဂလာ38ပါးမှာ3ပါးနှုတ်လိုက်တော့ဘယ်နှပါးကျန်35ပါးအဲ့ဒီ35ပါးဟာလည်းပြည့်စုံနိုင်တယ်အဲ့ဒါသားတို့သမီးကိုမှတ်ထားနော်အင်မတန်ရေးကြီးလွန်းတဲ့အတွက်မြတ်စွာဘုရားကရှေ့ဆုံးမှာထားပြီးတော့ဟောတာဖြစ်တယ်အာတိဝနာအစဘာလာနဲ့လူမိုက်ကိုမမီဝဲနဲ့မစီကတ်နဲ့အဲ့ဒီလူမိုက်ဟာဇာရုပ်ကိုယ်တိုင်လည်းဖြစ်နိုင်တယ်ဇာရုပ်တငယ်ချင်းတွေလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီလူမိုက်ဟာလူမိုက်ဆိုတဲ့အတိုင်းပဲမိုက်တယ်ဆိုတဲ့စကားဟာမှောင်တယ်ဆိုတဲ့စကားလုံးနဲ့တွဲတုံးတယ်မှောင်မိုက်တယ်လို့ဆရာတို့တွဲတယ်ဟုတ်တယ်မလားမှောင်မိုက်တယ်ဆိုတာအသားအယောင်မိုက်တာလားဉာဏ်ပညာအလင်းမိုက်တာလားဉာဏ်ပညာအလင်းမိုက်တာကိုပြောတာဉာဏ်ပညာအလင်းမှောင်နေတာကိုပြောတာခုနကလုံအားပေါင်းမထားတဲ့ကောင်ကိုပြောတယ်အဲ့ဒီလုံအားပေါင်းမထားတဲ့ကောင်ဟာအတိဉာဏ်ပညာအလင်းအောင်မှောင်မိုက်နေမှာပဲအဲ့လိုမှောင်မိုက်နေခြင်းအတွက်ကြောင့်လှုပ်တင်တာနဲ့မလှုပ်တင်တာကိုခွဲခြားသိနိုင်ရလားမသိဘူးအဲ့တော့မလှုပ်တင်တာကိုသူကိုယ်တိုင်လည်းလှုပ်နေမယ်တားတို့သမီးတို့ကိုလည်းတိုက်တွန်းလိုက်မယ်ဟဲ့လာကွာငါတို့တူတူချက်လိုက်သွားတောက်ရအောင်ဟုတ်လားဟာလာကွာတားကြီးအောင်မိကွာစာဘာလို့ကြက်နေမှာလဲဂိမ်းသွားဆော့ပဲဟာပတ်ကြီးသွားတိုက်ပြုံးစည်းစီတွေတော့ဖြစ်ကုန်ပြီဒါဆိုရင်တော့ထိကုန်ပြီနဲ့တူတယ်ဟုတ်လားဟာတားကြီးလာကွာတို့တခါမှမလုပ်ဘူးတဲ့ဟုတ်လားအရက်သွားတောက်ကြမယ်ကွာဟာဒါမျိုးစင်ပြေလားမပြေလားပြေသလားဟုတ်လားဆရာမှတ်ထားတဲ့စာချုပ်လေးတစ်ခုရှိတယ်လိုင်းပေါ်ကတွေ့တာပါနော်အရက်တီးတဲ့လက်ကိုတုံစေဤတဲ့ဘာကိုတုံစေလဲဟာအရက်တောက်တာမကောင်းအာယုံချောတွေထုံထိုင်းနေနောက်ပိုင်းမတောက်ရရင်အဲ့ဒီလူကလက်တွေတုံလာတယ်ဟုတ်တယ်မလားအရက်တီးလက်ကိုတုံစေဤတဲ့နော် left တီးတဲ့ hat ကိုခုံစေဤဟုတ်လား left အချစ်ဟာဘာကိုခုံစေလဲနှလုံးတုံစီတယ်မကောင်းဘူးမကောင်းဆိုတော့ဟိုဘက်လှမ်းကြည့်ကြရမယ်အဲ့တော့နော်အရက်ဒီလက်ကိုတုံစေဤတဲ့နော် left ဒီတဲ့ hat ကိုခုံစေဤတဲ့နော်ကစ်ပါများရဲ့မူးပြီးတော့တဲ့ချစ်ပါများရဲ့ယူတယ်ယူချင်လားမဲကြည့်ရတာယူချင်တဲ့မျက်နှာကြီးနဲ့မယူချင်ပါမင်းတို့ရွယ်ဆိုတာဆရာကြားဘူးတဲ့တိရွယ်ကလေးတွေလှုပ်ရင်ဘာဖြစ်တယ်ဆိုလဲရင်ခုန်တာရည်ချင်တာမဟုတ်ဘူးပေါ့တခြားအကြောင်းတွေတော့ပြောတယ်ချားတဲ့သမီးတို့ရွယ်ကလည်းတိရွယ်ကလေးတွေလှုပ်ရင်ရည်ချင်တာမဲတိရွယ်ကိုလှုပ်တာမြန်ရည်ချင်တာသူကတိရွက်ကသူလေတိုက်လို့လှုပ်သွားတာပြန်ရည်ချင်တာတဲ့ဟုတ်လားအဲ့တော့အဲ့လိုရည်စရာအရွယ်လေးတွေအတွက်ဆရာကြီးဒေါက်တာခင်မောင်ညိုဆက်ထားတဲ့ကြပြလေးတစ်ခုရှိသေးတယ်အဲ့ဒါကျွန်တော်ဒီကောင်မလေးတွေရည်စက်စာပေးရင်အသုံးဝင်မယ်ထင်တယ်နော်သိလားတေချာမှတ်ထားတဲ့နဲ့ယုံတန်းစကားတွေနဲ့ပုံဖမ်းမှားခဲ့တဲ့အတွက်ကြောင့်ခုံတန်းလျားမှာကိုတယောက်တည်းဖြစ်နေပါပြီချစ်ဟုတ်မှာ
ဒါမျိုးကြတော့သဘောတွေကြာဟုတ်လားသွားမလုံးနဲ့နော်ကျွန်တော်မြမစာပေဖွံ့ဖြိုးတိုးတက်လာတာအမလေးဒီအရွယ်တွေကဒီလိုကျောင်းတော်ကြီးတွေကနေဖြစ်တာဟုတ်လားကြပြလေးတွေရေးကြတယ်လေကြပြလေးတွေရေးကြတယ်ရင်တော့ကကျွန်တော်ကိုနှစ်သက်တဲ့ကောင်မလေးတွေအတန်းထဲမှာရှိခဲ့တယ်ဒီအရွယ်ရင်ခုန်မှာပဲရင်ခုန်တာတော့ဒါလို့မရဘူးဒါသူ့တဘာဝပဲဟုတ်လားကောင်မလေးလှလာလေးတွေ့တယ်ဆိုလို့ရှိရင်လည်းရင်ခုန်တာပဲဆရာတို့ခေတ်တုန်းကလည်းရင်ခုန်တာပဲအဲ့တော့ကိုကြတော့ရင်ခုန်ပြီးသူများရင်မခုန်ပါနဲ့လို့တော့ဆရာမတားချင်ဘူးခုံမှာပေါ့ခုံပါစေပေါ့ဒါပေမဲ့အဲ့ဒီရင်ခုန်မှုကိုဆရာတို့က power အနေနဲ့ပြန်ပြောင်းစွမ်းအားအနေနဲ့ပြန်ပြီးတော့ပြောင်းဟောဆရာဆိုရင် motivation လုပ်တယ်အောင်မထားနဲ့ဒီနားလေးမှာသိရမလားထားနဲ့အဲ့ဒီမှာဆရာတက်ခဲ့တာဆရာရဲ့ crash ကလည်းအတန်းနေရပဲအင်မတန်နန်းဆန်တာဒီနေ့ပါမလားမနေ့ကတော့ပါလာတယ်အင်မတန်နန်းဆန်တယ်တခါတည်းခန္ဓာကိုယ်ကိုလုံးကိုပေါက်တကယ်ကိုမှငရက်ခန္ဓာကိုယ်ဟုတ်လားစပင်းဆိုလဲလှလိုက်တာဆိုတာမှတီလာရှင်လူထွက်ထားတဲ့ကင်းကတုံးစပင်းပေါက်လေနော်ကြောင်းလာလို့ရှိရင်လေပြင်ဆင်လာတဲ့ပုံပြောပြခြင်းစမ်းနဲ့ကြောက်ပြင်ပုံမှုတ်ရဲ့လဲလာသလားမှတ်ရတယ်တဏ္ဍခါကိုဖွင့်နေတာပဲနော်တဏ္ဍခါကိုဖွင့်နေတာပဲအဲ့လိုလာတာအဲ့ဒါကိုဆရာကဘလို့ကြည့်ပလိုက်လဲမသိပါဘူးဟတ်ထိသွားတယ်ဟတ်ထိသွားတော့ဆရာတို့ခေတ်တုန်းကသမီးဒီလိုချစ်တယ်ကြိုက်တယ် crush တယ်ဆိုတာမင်းတို့ခေတ်ကလို့လက်ကင်တာလည်းမဟုတ်ဘူးရီးစားစကားသွားပြောတာလည်းမဟုတ်ဘူးအတန်းရဲ့အလယ်လောက်ကနေပြီးတော့ရှေ့ဆုံးတန်းကအဲ့ဒီကောင်မလေးငေးပြီးတော့ရင်ထဲမှာကလိရင်ထဲမှာကြည်ဒါမျိုးမျက်လုံးချင်းများစုံလိုက်လို့ကတော့အောင်မလေးကလားဖျားလာလှည့်တဲ့အတိုင်းသွားမလုံးနဲ့တော့ဆရာအီဂျာကွေးကပြောတယ် eyes power ဆိုတာရှိတယ်မျက်လုံးမှာ power ရှိတယ်တယောက်နဲ့တယောက်မျက်လုံးချင်းစုံပြီးတော့ကြည်တာမျိုးကစားဘူးလားဟုတ်လားမျက်တောင်မခတ်ချင်းတော့ဟဲ့မျက်တောင်ခတ်တဲ့သူနှစ်ဖူးတောက်ခံရမယ်ဒါမျိုးကျွန်တော်ငယ်တုန်းကလည်းစော့တယ် eye power ဆိုတာရှိတယ်နောက်ပိုင်းတို့သမီးတို့လူကြီးပိုင်းရောက်လာတဲ့အခါကျရင်ဒီလိုမျိုးစင်မော်တက်ပြီးတော့စကားပြောရတဲ့အခွင့်အရေးတွေဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်ကျရင်တို့ဆရာဆိုကြည့်လိုက်တို့သမီးတို့ဟုတ်လားကြည့်တယ်မျက်လုံးတွေအများကြီးမြင်နေရတယ်ထားပါတော့ဒီထဲမှာအယောက်100ရှိတယ်ဆိုမျက်လုံးဘယ်လောက်လဲအမလေးမနေတော့ယူလိုက်ရတယ်တယောက်ကိုမျက်လုံးနှလုံးနဲ့အယောက်100ဆိုမှတော့200ပေါ့အဲ့ဒီမျက်လုံးအလုံးပေါင်း200ကိုဆရာဘယ်နှလုံးနဲ့ခံထားရတော့အောင်မှာနှလုံးနဲ့ခံထားတာဟုတ်လားနော်အဲ့လိုခံကြည့်ဖို့ဆိုတာ eye power လိုအပ်တယ်ဒါတို့သမီးတို့ကြည့်နေတဲ့မျက်လုံးတွေမှာလည်း power တွေရှိတယ်စွမ်းအားတွေရှိတယ်တကယ်လို့မြန်ဆရာကနောက်ကျောမလုံးဆိုသူတို့ငါ့ကိုဘာလို့ကြည့်နေတာပါလဲငါပစိုးမြန်ပေါက်နေတာအင်ကြီးမြန်တစ်ခုဖြစ်နေတာလားနှာခေါင်းပါပဲနှက်ကြီးဘက်ကြီးကတ်နေတာလားမလုံးမလဲဖြစ်မှာအဲ့လို eye power ဆိုတာရှိတယ်ဒါကြောင့်ဆရာကြီးကြကွေးပြောတယ်ကောင်းမလေးတယောက်ကိုအကြည့်မလွှဲပဲနဲ့သူ့ကို10မိနစ်လောက်စိုက်ကြည့်လိုက်ပါအဲ့ဒီကောင်မလေးရဲ့ရင်ထဲမှာဖိုတိုဖတ်တာဖြစ်လာတယ်မင်းအကြည့်မလွှဲနေအောင်နဲ့မင်းအကြည့်မလွှဲနေအောင်ဆက်ကြည့်တယ်နောက်ထပ်10မိနစ်လောက်ဆက်ကြည့်တယ်အဲ့ဒီကောင်မလေးရဲ့ရင်ထဲမှာဒိန်ဖြစ်လာမှာမလီကောင်လေးတွေမှတ်ထားတော့သေးချာအကြည့်မလွှဲနေအောင်နဲ့ဆက်ကြည့်နောက်ထပ်10မိနစ်လောက်ဆက်ကြည့်ပါအောင်နဲ့အဲ့ကောင်မလေးရဲ့ရင်ထဲမှာမှတ်ချက်တစ်ခုချသွားပါလိမ့်မယ်ဒီကောင်အကြည့်ရိတ်တာနှာဘူးကြီးနဲ့တူတယ်ဟိုမှာတချို့ကပြောကြသေးတယ်အောင်မားတဲ့ဆရာရဲ့တဲ့ယောက်ျားမှာနှာဘူးနဲ့ဂန်တူးပဲရှိတယ်တဲ့နော်အဲ့တော့ကျွန်တော်ကတော့ဂန်တူးမဟုတ်ဘူးတဲ့ကျွန်တော်ကတော့နှာဘူးလုံးပဲအေးဟျောက်လို့နှာဘူးမှာလည်း2မျိုးရှိသေးတယ်ကွာလို့နှာဘူးကြီးနဲ့နှာဘူးလေးဆိုပြီး2မျိုးရှိသေးတယ်နှာဘူးထားတာများသွားလို့ရှိရင်ဘာဖြစ်လဲခုနကတန်ဖိုးကိုမတိဆောက်နိုင်တော့ဘူးတန်ဖိုးမတိဆောက်နိုင်ဘူးလောအားမပေါက်နိုင်တဲ့အတွက်ကြောင့်တန်ဖိုးမဲ့တဲ့ကောင်အုတ်ထမ်းစားရလိမ့်မယ်ခုနေ့ကဆရာဗီဒီယိုထဲမှာတွေ့လိုက်ရတယ်ကောင်းလေးတယောက်ဆရာတို့စပားရိုက်တယ်ဆိုတာကြားဘူးလားစပားစီချွေတာထက်တာနော်ဆရာတို့တေချာမသိဘူးအဲ့တော့အဲ့ကောင်လေးကအဲ့ဒီစပားတွေကိုကင်ပြီးတော့ရိုက်ဆရာတင်နေဒီကောင်လေးက9တန်း10တန်းမင်းတို့အရွယ်လောက်ပဲရှိလိမ့်မယ်ထင်တယ်နော်ရိုက်ထားခြင်းအောင်ဟာရီးစားတယ်ဟုတ်လားရိုက်ထားခြင်းအောင်ဟာရီးစားတယ်ပေးခြင်းအောင်ဟာ surprise
ဟုတ်လားပြောချင်အောင်ဟဲ့ရည်သားစကားတဲ့အဲ့တော့ပြောချင်တာကတော့ तू ဘာလဲဆိုတော့ဒီလိုမျိုးရည်သားတွေထားတယ်ဒီလိုမျိုးပညာရေးကိုအာယုံမဆိုင်ခဲ့မိတဲ့အခါကျတော့စောစောစီးစီးအိမ်အောင်ကြတယ်အိမ်အောင်ကြတော့လာလောက်ပညာကမတက်ဘူးလာလောက်ပညာမတက်တော့လောက်ငှငွေကြီးဥစ္စာကိုရှောက်ခွင့်လို့မရနိုင်အဲ့လိုမရနိုင်တဲ့အခါကျတော့သူခမရအလုတ်ကျန်းလုပ်ရတယ်အဲ့တော့ခုနသားတို့သမီးတို့ပြောတဲ့အတိုင်းပဲအလုတ်ကျန်းတစ်ရက်ကို1000ရမယ်ပေါ့ဟုတ်တယ်မလားအဲ့လို1000နဲ့ဒီမှာအလုတ်ကျန်းဝင်လုပ်နေတာဒါကြောင့်ဒီအလုတ်တွေလုပ်တော့မှနောင်တဆိုတာဖြစ်ပေါ်လာတာဒါကြောင့်နောင်တသည်ဘာဖြစ်လဲနောင်မှရတယ်နောင်တရပြီးသွားတဲ့အချိန်ဆိုနောက်ကိုပြန်လို့မရဒါကြောင့်နောင်တမရအောင်ကြိုးစားရအောင်နောင်တမရတဲ့သူကလူတော်ပဲနောင်တမရတဲ့သူဆိုလို့အမားတွေလုပ်ပြီးနောင်တမရတာကိုပြောတာမဟုတ်ဘူးเนาะအစကတည်းကနောင်တမရအောင်ကြိုးစားရအောင်ဆရာတို့ဆယ်တဲ့ဆောင်ပွဲဖြည့်ပြီးတော့ဆယ်တဲ့ဆောင်ပွဲကိုဆရာတို့ဘက်မှာအားထားကတက်မှာသွားဖြည့်ရတယ်ဖြည့်ပြီးတဲ့အချိန်ကျတော့အားလုံးဖြည့်ပြီးတဲ့အချိန်ကျလဲကြောင်းကွာငါတိတ်အားမရလိုက်တာကွာငါဆောင်ပွဲအဖြေလွှာကြီးကိုဖျက်ချပစ်ခဲ့လိုက်ရအကောင်းသားအဲ့လိုနောင်တမျိုးတွေဖြစ်တယ်ဟာငါတေးချာလုပ်ခဲ့လိုက်ရအကောင်းသားအဲ့လိုနောင်တမျိုးတွေဖြစ်တယ်ဒီတော့တားတို့သမီးတို့မှာအချိန်ကြီးအများကြီးရှိသေးတယ်ဟုတ်လားအဲ့လိုနောင်တမဖြစ်အောင်အခုကတည်းကမလုပ်ရမှာလဲကြိုးစားရမယ်ယောက်ျားတို့ဇွဲဘယ်မှချော့မှာလဲသေကမှာရှော့ဆရာရဲ့အခုကတည်းကသေချင်းနေပြီအဆင်ပြေပါမလားမပြေဘူးယောက်ျားတို့ဇွဲသေကမှာရှော့မယ်ဆရာတို့တေဇသူနေမှာဘူဆန္ဒဝိဝေဆိုတဲ့ဇတ်တော်ကြီးဘယ်နှပွဲရှိတော့10ပွဲဇတ်တော်ကြီး10ပွဲရှိတယ်အဲ့ဒီဇတ်တော်ကြီးထဲမှာမဟာဇန္နကဆိုတဲ့ဇတ်တော်ပါတယ်ဒါတို့သမီးတို့သိလားသိတယ်နော်မဟာဇန္နကဒါတို့သမီးတို့ကျောင်းတင်ယူထဲမှာပါမယ်ထင်တယ်တင်ဘူးလားမတင်ဘူးလားကဲထားတော့အဲ့တော့မဟာဇန္နကဆိုရဲမင်းသားမဟာဇန္နကဆိုရဲရှင်ဘရင်ရှိတယ်ပေါ့ကွာအဲ့တိုင်းပြည်မှာချက်တိုင်းပြည်မှာအဲ့တိုင်းပြည်ကိုတခြားနိုင်ငံကစစ်လာထိုးတဲ့အခါကျတော့သူတို့မိဖုရားကြီးကထွက်ပြေးရတယ်နော်ထွက်ပြေးရတော့အဲ့မှာဇန္နကသားလေးမွေးဖွားတယ်တိုင်းဆိုနေပြားမှာမွေးဖွားတယ်မွေးဖွားတဲ့အခါကျတော့အဲ့ဒီဇန္နကမင်းသားလေးကိုသူ့အမေကပြောတယ်ငငယ်တွေကတက်မြောက်အပ်တဲ့ပညာတွေကိုသင်ပေးတယ်သင်ပေးပြီးတော့မင်းရဲ့တိုင်းပြည်နိုင်ငံဟာအဲ့ဒီနိုင်ငံကြီးဖြစ်တယ်မင်းပင်လယ်ကိုဖြတ်ပြီးတော့ရွက်လွှတ်ရလိမ့်မယ်ဘာညာဖြစ်မှာပေါ့ကွာအဲ့လိုနဲ့အဲ့ဒီမဟာဇန္နကမင်းသားလေးဟာကုံသေးအသွင်နဲ့ဒီသင်္ဘောကြီးနဲ့လိုက်လာနော်သင်္ဘောကြီးနဲ့လိုက်လာဖြစ်ချင်တော့အဲ့ဒီသင်္ဘောကြီးဟာပင်လယ်ထဲမှာမုန်တိုင်းနဲ့တွေ့နော်မုန်တိုင်းနဲ့တွေ့အင်မတန်မှပြင်းထန်တဲ့မုန်တိုင်းကြီးဖြစ်တဲ့အတွက်ကြောင့်သင်္ဘောကြီးဟာပျက်စီးတယ်နစ်မြုပ်ဖို့ဖြစ်လာတယ်ပေါက်သွားတယ်ပေါ့တို့တိုက်တန်နစ်ကကြည့်ဘူးတဲ့သူတွေဆိုသိလိမ့်မယ်ဟုတ်တယ်မလားသင်္ဘောကြီးနစ်မြုပ်တယ်နစ်မြုပ်တဲ့အချိန်မှာအားလုံးလူတွေကူရကဲရမဲ့တယ်ဟုတ်လားတယောက်ထိုးပြီးအသေးခံတဲ့သူကအသေးခံတယ်နော်ကိုတန်ရဖျားပါကိုယ်ွယ်ရယုံကြည်ရအောင်ဆူတောင်းတဲ့သူကလည်းဆူတောင်းတယ်ဒီနေ့ခေတ်ဆိုရင်တော့ကိုကြီးကျော်မပါကိုတော်လေးမပါဘာဖြစ်တယ်ညာဖြစ်တယ်ပူတော်ပါမယ်ပတ်တာပါမယ်အလှကြီးပေးပါမယ်ဒီလိုမျိုးရောက်ရက်ပြားရခတ်ကုန်ရတယ်အဲ့ဒီအချိန်မှာအင်မတန်မှရည်ရွယ်ချက်ကြီးမားတဲ့ဇန္နကမင်းသားဘာလုပ်တယ်လဲစဉ်းစားတယ်ငါဟောဒီပင်လယ်ပြင်ကြီးထဲမှာကူရကဲရမဲ့ပြီအဲ့ဒီတော့ငါကိုငါအပြင်အားကိုရမရှိတော့ဘူးမြတ်စွာဘုရားလည်းအဲ့တိုင်းပြောထားတာအတ္တဟိအတ္တနောနာထောမိမိကိုယ်သာကိုယ်ပဲရတယ်မိမိရဲ့စ조사အားထုတ်မှုနဲ့သာလျှင်မိမိလိုချင်တဲ့ပန်းတိုင်ရနိုင်တယ်နော်အဲ့ဒီတော့မဟာဇန္နကဒါဆိုရင်ကဲငါဘာလုပ်မလဲဟောဒီပင်လယ်ပြင်ကြီးထဲမှာငါဟာကူရကဲရမဲ့ဆိုတာနဲ့ငါကိုယ်ကအာကိုမှာဖြစ်တယ်ကူးခတ်မှာဖြစ်တဲ့အတွက်ကြောင့်ပြင်ဆင်တယ်ဆရာတို့ပင်လယ်ရေဒါတို့တို့ချောင်းသာရဘူးလားရောက်ဘူးတယ်နော်ရောက်ဘူးတဲ့အခါကျတော့အဲ့ဒီမှာတနားကြီးလောက်ရေကူးလိုက်ရင်ဘာဖြစ်လာလဲမောလာတယ်ပဲကြီးရေတွေမတွန့်လာဘူးလားတွန့်လာတယ်ခန္ဓာကိုယ်ကအာမနေလာဘူးလားအားနေလာတယ်အဲ့ဒီပြဿနာတွေကို तू ကစဉ်းကျင်တယ်စဉ်းစားတယ်ဟာငါဘာလို့ရေကူးရမှန်းမသိဘူးဆိုတော့ပြင်များတစ်ချက်လဲပါရင်ပါမှာပေါ့သူရှိမှာနော်အဲ့တော့ငါဘာလို့ရေကူးရမှန်းမသိဘူးဒီတော့ဘာတွေပြင်ဆင်ရမလဲဟာသူ့ရဲ့အဝတ်ပစိုးနော်သူ့ရဲ့ပစိုးဖြစ်မှာပေါ့နိုင်ငံပိုင်းပဲထားပါတော့ကွာအဲ့ဒါစီတွေတုတ်တယ်စီဆိုတာရေဖောက်နိုင်လားမဖောက်နိုင်ဘူးအဲ့ဒီစွမ်းရည်တက်တည်ရှိသူ့ရဲ့ခန္ဓာကိုယ်မွေးညင်းပေါက်တွေကိုစီတွေစိမ့်သွားအောင်ထောပတ်စီတွေလိမ့်ဖြစ်တယ်အဲ့တော့သူကနှစ်မျိုးလုပ်လို့ရတာပေါ့ထောပတ်စီလိမ့်ဖြစ်တဲ့အခါကျတော့တော်ယုံတန်ယုံခန္ဓာကိုယ်ရေကနော်ဒီမွေးညင်းပေါက်တွေကနေစိတ်မဝင်နိုင်တော့ဘူးနောက်တစ်ခုသူမောပန်းလာတယ်အားပြက်လာတယ်ဆိုတဲ့အခါကျရင်အရသာတစ်ခုအနေနဲ့အဲ့ဒီစီကိုပြန်ရက်လို့ရအထားမျိုးဉာဏ်ပညာဆိုတာအဲ့လိုပေါင်းရတချို့ကရှိတယ်ဟာစူးစမ်းရင်ဖျားတော်ဖြစ်တယ်စူးစမ်းရင်ဘာမဆိုဖြစ်တယ်ကျိုးသားရင်ဘာမှမဖြစ်တယ်ဆိုပြီးတော့ဆယ်ဘင်းကားကြီးကိုလေကောက်မှုတ်လို့ရပါရမလားဟဲ့မရဘူးအဲ့တော့အဲ့ဒီဆယ်ဘင်းကားကြီးကိုလေဖြည့်ဘ
လို့လေဖြစ်ရမလဲဆိုတော့သိနိုင်တဲ့ဉာဏ်ပညာတော့လိုအပ်တယ်အဲ့ဒါမှသာလေစူးစမ်းလို့ရမှာပေါ့ဟုတ်တယ်မလားအဲ့တော့ तू ကလည်းသူ့ကိုသူစီရီတုတ်လိမ့်နေအဝေးပစိုးတွေစီရီတုတ်လိမ့်နေဟာဘေးနားမှာငမန်းနေအောင်ရှိတာပေါ့တင်မောကလည်းပြက်ပြီးလူတွေကလည်းသွေးထွက်ပြီးငမန်းတွေရောက်လာမှာပေါ့ဟုတ်လားရောက်လာတော့တင်မောဝါပြုတ်ကြတဲ့သူတွေငမန်းတွေစားချင်စားမယ်တားရဲတလိမ့်ဆန်တွေအောက်မှာဝိုင်းနေဟာဒီပြဿနာရှိသေးတယ်ဘယ်လိုဖြေရှင်းမလဲရွက်တိုင်ထိပ်ပေါ်တက်တယ်ရင်တော့ရွက်တင်မောကြီးတွေဖြစ်မှာပေါ့ကွာနော်ရွက်တိုင်ထိပ်ပေါ်တက်တယ်ရွက်တိုင်ထိပ်ပေါ်တက်ပြီးဟိုးထိပ်ဖျားကနေပြီးတော့ခက်လှမ်းလှမ်းကိုခုန်ချတားငားတွေနဲ့လုတ်ကင်းတဲ့နေရာကိုခုန်ချတယ်ခုန်ချပြီးတော့မှဂူပင်လဲရေးပြဂူတယ်တမုတ်တရားကြီးပေါ့ကွာကမ်းမမြင်လမ်းမမြင်ဟိုဘက်လည်းမမြင်အောင်ဒီဘက်လည်းမမြင်အောင်ဒါတို့သမီးတို့ကမှဟောစနတန်းပြီးသွားလို့ရှိရင်ငါတို့အမှတ်အောင်စင်းကောင်းကောင်းနဲ့အောင်ရင်ငါဘယ်တက်ကတူတက်မဲလို့ရည်ရွယ်ချက်ထားလို့ရသေးတယ်မဟာဇန်ကမင်းသားအဲ့လိုရည်ရွယ်ချက်ထားလို့ရရလားဟာကမ်းမှာမမြင်ရတာဟိုဘက်မှာလည်းကြည့်လိုက်တော့ပင်လဲဒီဘက်ကြည့်လိုက်တော့လည်းပင်လဲဟိုဘက်ပတ်လဲကပင်လဲသမုတ်တရားကြီးဘာမှမမြင်ရအောင်သူ့မှာမျောလင်းချက်ဆိုတာရှိသေးရဲ့လားဟာမျောလင်းချက်မရှိသေးတဲ့အခြေအနေမှာတော့မှသူ့ရဲ့လုံလဝရိယမလျှော့ကဲဒါဆိုသားတို့သမီးတို့အနေနဲ့မျောလင်းချက်ကြီးတွေမြင်နေရရဲ့သားနဲ့လုံလဝရိယလျှော့သိရဲ့လားမလျှော့နဲ့လုံလဝရိယမလျှော့အဲ့ဒီမှာကူးတယ်ကူးရင်လည်းမျောလင်းချက်ရောင်လေးအဖြစ်နဲ့လူတယောက်အနေနဲ့တွေ့ရတယ်ကောင်းကင်ဘုံမှာပေါ်လာတယ်အိုးအတင်လူသားဟုတ်လားအတင်လူသားတင်းမဟုတ်လဲသေတော့မဲ့အတူတူဘာလို့အပင်ပန်းခံပြီးတော့ဟောဒီနေရာမှာလက်ပြည့်ကူးနေရတယ်ဘာလို့လဲဆိုတော့မဏိမေခလာနတ်သမီးပင်လယ်ဆောက်နတ်သမီးသမုဒ္ဒရာဆောက်နတ်သမီးအဲ့တော့လူပြည်ကလူတွေအင်မတန်မှရဲစွမ်းတတ္တိနဲ့ပြေဝလာပြီးလုံလဝရိယရှိလာပြီးကိုကျင်တရားကောင်းလာပြီးဆိုရင်တရားမင်းကြီးရဲ့ပန္တုကပလာမြတ်ကြောက်ဖြာဆိုတာပူးလာတယ်ဟုတ်လားဟာဒါဆိုရင်တော့လောကမှာအကြောင်းတစ်စုံတရာပေါ်ပြီးဆိုကြည့်လိုက်လို့ရှိရင်အဲ့ဒီမှာဘယ်သူဒုက္ခရောက်နေဆိုတာတွေ့ရတယ်ဒါကြောင့်သူတော်ကောင်းကိုနတ်ကောင်းမဆိုတဲ့စကားအတိုင်းပဲမဏိမေခနတ်သမီးကရောက်လာတယ်။အဲ့ရောက်လာပေမဲ့ဟာငါကယ်သွားတော့မယ်ဆိုချက်ချင်းကယ်တာမဟုတ်ဘူးနော်။အရင်ဦးဆုံးစိတ်ဓာတ်ကိုစမ်းသပ်အတင်လူသားတင်းဟောဒီသမုတ်တရားထဲမှာအစာရေစာမစားဘဲနဲ့ကူးလာ9ရက်ရှိပြီ။9ရက်ရှိပြီ။ကူးတယ်ဆိုလို့တချို့ကပြောတယ်ဟာမဖြစ်နိုင်ပါဘူး။ပင်လေသမုတ်တရားထဲမှာ9ရက်ကူးတယ်ဘယ်လိုဖြစ်နိုင်မှာလဲ။သေမှာပေါ့။ဟာမဟုတ်လေနားလို့ရတယ်လေ။ရေထဲမှာကိုဖော့ပြီးနားလို့ရတယ်။ပလက်လန်ပြီးလဲနားလို့ရတယ်။မှောက်ခုံမှောက်ပြီးလဲနားလို့ရတယ်။ဟုတ်လား။ပြီးတော့မှအမောပြေတဲ့ခါကျတော့ပြန်ကူဒီလိုလုပ်လို့ရတာပဲလေနော်။အဲ့တော့တချို့လူတွေကကျတော့ကိုမစွမ်းနိုင်ရင်သူလည်းမစွမ်းနိုင်တော့ပါဘူးဆိုပြီးတော့အပြစ်တင်တတ်တယ်။ဆိုကြပါစို့သားတို့သမီးတို့ဒီပတ်ဝန်းကျင်မှာချိတ်ထားတဲ့ပတ်လဲကဓာတ်ပုံတွေကိုကြည့်ကြည့်။ကိုနောက်မှာဆိုလူရည်ကျွန်းတွေရှိတယ်။ဒီရှေ့မှာဘာဇုံကုံလူရှင်တွေရှိတယ်။ဟောတိုင်းနယ်ပြည်နယ်မြို့နယ်စသည်အဖြစ်နော်တန်းဝင်တဲ့သူတွေရှိပဲ။သူတို့ကြည့်ပြီးသားတို့သမီးမဖြစ်နိုင်ပါဘူးလို့ပြောလို့ရလား။ဘယ်ရမလဲ။ကိုမလုံနိုင်တိုင်းသူ့မဖြစ်နိုင်ဘူးလို့ပြောလို့ရလားမရဘူးရဲစွမ်းတတ္တိအစွမ်းတတ္တိဆိုတာစန္ဒနော်ခုနရည်ရွယ်ချက်ကိုပေါင်းမြောက်အောင်မြင်ခြင်းနဲ့စန္ဒကြီးမားတဲ့သူတွေမှာရှိကိုရှိတယ်အဲ့ဒီစွမ်းရည်တတ္တိရှိဟုတ်ပြီနော်အဲ့လိုနဲ့ကုမဏီနဲ့တော့သိမှာပဲမဟုတ်လဲသိမှာပဲကုမဏီနဲ့တော့ပြောတော့မဟာဇနကဘာပြန်ပြောလဲစဉ်းစားကြည့်နော်ငါရဲ့စူးစမ်းအားထုတ်မှုကြောင့်တဲ့အခုတင့်လို့နတ်သမီးကိုတော့တွေ့နေရပြီမဟုတ်ဘူးလားတဲ့သေတာမသေတာငါအလုပ်မဟုတ်ဘူးတဲ့ငါအလုပ်ကမသေမချင်းကူးနေရမှာငါအလုပ်ငါသေသွားတဲ့အခါကျရင်သူကလည်းသူသမုတ်တရားထဲမှာပလုံးဆိုပြီးသူကသူမြုပ်သွားလိမ့်မယ်ဒါပေမဲ့ငါမသေသေးဘူးငါအသက်ရှိနေသေးတယ်ငါမှစူးစမ်းခွင့်ရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ငါရအောင်စူးစမ်းမယ်ငါအောင်မြင်အောင်စူးစမ်းမယ်ဒါသူ့ရဲ့တန်ဋိဌာန်ပဲဒါတို့သမီးတို့စဉ်းစားကြည့်ဒါတို့သမီးတို့ကအဲ့လိုတန်ဋိဌာန်မျိုးမရှိသင့်ဘူးလားမထားသင့်ဘူးလားသာမိုးဝဲ all ဒီထွက်တာမထွက်တာငါအလုံးမဟုတ်ဘူးဟုတ်လားသာမိုးဝဲမဖြေခင်အချိန်အထိမရရအောင်မဆုံးမနစ်သောဇွဲလုံးလားနဲ့ကြိုးစားနေရမှာငါလို့ပြောရလားပြောကြည့်စမ်းပါဦးကဲအောင်နာမအောင်နာမဲဒီအတန်လေးကတော့မရထားပါတော့ဆရာတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ရှိတယ်အတန်ထဲမှာဖိုးထောင်းဆိုတဲ့တကယ်ချင်းရှိတယ်ဒီကောင်လေးကနည်းနည်းနွဲ့တက်လေးဖြစ်နေတာအဲ့ဒါဆရာတို့ပထဝီဆရာကကျတော့သူကတမိုင်းနေပါလေသင်အားနဲ့မန်းနဲ့သင်တော့ဒီကောင်ကိုမြင်တော့သူတို့ရက်ရွှေရမျိုးပါပဲအဲ့တော့သူနဲ့လည်းဆွေမျိုးမကင်းတဲ့ခါကျတော့ဟဲ့ဖိုးထောင်းထားစမ်းဟုတ်ကဲ့ဆရာထားနော်ဟုတ်ကဲ့ဆရာထားတော့ဟဲ့မင်းယောက်ျားမဟုတ်ဘူးလားယောက်ျားပါဆရာဟုတ်လားယောက်ျားပါဆရာပြုံးလေးပြောတာတော့ပြုံးလေးပြောတာအဲ့တော့ဟဲ့အဲ့ဆိုမင်းအော်စမ်းငါဟဲ့ယောက်ျားမင်းအော်စမ်းငါဟဲ့ယောက်ျားဟုတ်လားအဲ့တော့
မင်းမရောက်မင်းအဲ့ဒီတန်နဲ့မရောက်မင်းပြန်အောင်ငါဟဲ့ယောက်ျားအဲ့ကောင်ရိုက်ခံရတယ်အဲ့ကောင်ရိုက်ခံအဲ့ဒီတန်နဲ့အော်လို့ဖြစ်ရလားမဖြစ်ဘူးအဲ့တော့ပြန်ပြောအောင်နာမောင်နာငါလုံးမဟုတ်မစုံမနစ်တော့ဇွဲလုံးလားနဲ့ကြိုးစားနေရမှာငါလုံးတခါတည်းဆရာတို့ကအောင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးပဲထားရင်အောင်လာတော့ပဲဖြစ်တယ်ဟုတ်လား all ဒီထွက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်လေးပဲထားရင် all ဒီလောက်ပဲထွက်တယ်ဟာအဲ့ဒီထက်အများကြီးလူစွမ်းအားဟာတာလွန်တယ်ထားတော့ဟောဒီအမှတ်3အထကအကြောင်းကြီးကနေပြီးတော့ဆရာတို့မြို့နယ်အဆင့်တိုင်းအဆင့်ဟုတ်လားဒီ the whole Burma တွေမှာနော်မပါဘူးလို့ပြောလို့ရလားမရဘူးဒါတို့သမီးတို့ရဲ့စူးစမ်းအားထုတ်မှုအပေါ်မှာမူတည်တယ်ဒါတို့သမီးတို့တကယ်သာစူးစမ်းရင်တကယ်ကိုဖြစ်ရတကယ်ဖြစ်ခြင်းတကယ်လို့အဟုတ်ဖြစ်ရမယ်ပြောကြည့်တကယ်ဖြစ်ခြင်းတကယ်လို့အဟုတ်ဖြစ်ရတာမန်စူးစမ်းအားထုတ်မှုနဲ့လားခုနကအမြင်စားစူးစမ်းအားထုတ်မှုနဲ့လားအမြင်စားစူးစမ်းအားထုတ်မှုနဲ့အဲ့တော့အဲ့လိုအမြင်စားစူးစမ်းအားထုတ်မှုဖြစ်ဖို့ဆိုလို့ရှိရင်တဲ့ဒါတို့သမီးတို့စိတ်ဓာတ်စံဓာတ်အားကြီးနေရမယ်ဘာလဲတော့စိတ်ဓာတ်စံဓာတ်အားကြီးနေရမယ်စံဓာတ်ဖြစ်ခြင်းနဲ့စံဓာတ်အားကြီးနေရမယ်ရောက်ခြင်းနဲ့ဟိုဘက်ကန်းကိုရောက်ခြင်းနဲ့စံဓာတ်အားကြီးနေရမယ်နောက်နံပါတ်2အချက်ကအဲ့ဒီစံဓာတ်နောက်မှာဝိရိယပါကိုပါလာရမယ်တချို့ကစံဓာတ်ပဲရှိတာနော်ဖြစ်ခြင်းနဲ့လိုက်ပြီးစူးစမ်းတဲ့ဝိရိယမရှိဖြစ်တော့ဖြစ်ခြင်းနဲ့ကွာဒါပေမဲ့မစူးစမ်းခြင်းဘူးတချို့ရှိတယ်လေလိုက်ပေါ်မှာဟိုမိုးဒီနဲ့ boss လာမသိဘူးဟာငါအရင်ချမ်းသာခြင်းနဲ့ကွာဘာမင်းဘာလုပ်မှာဘာမှမလုပ်ဘဲနဲ့ချမ်းသာခြင်းဘာမှမလုပ်ဘဲချမ်းသာခြင်းလို့ရမလားမရဘူးလေဒီလိုပဲဘာမှမလုပ်ဘဲဘာမှမစူးစမ်းဘဲနဲ့တော့ဒီလိုဆောင်ဝဲအောင်ခြင်းလို့တော့မရဘူးအဲ့ဒီခါကျတော့ဘောမှာခုနကတန်မိုးတွေဖြစ်ခြင်းတယ်ဆိုရင်အမြင့်စားစန္ဒကြီးမားတဲ့စန္ဒစိတ်စန္ဒတွေရှိရမယ်အဲ့ဒီနောက်မှာလုံလဝရိယလိုက်ရမယ်အဲ့ဒီလုံလဝရိယနောက်မှာနော်တခါတည်းညလူဆိုတာစိတ်သက်ကြတတ်တယ်ဟုတ်တယ်မလားအဲ့တော့စိတ်သက်မကြအောင်တွန်းကန်ပေးထားတဲ့စိတ်စွမ်းအားလိုအပ်တယ်ဒီနေ့ကတော့ motivation ပြောတာနော် motivation ကိုယ့်ဟာနဲ့ကို motivate ဖြစ်အောင်လုပ်ရအောင်နော်တခါတည်းညတော့ဘိုင်ကွာမကြိုးစားတော့ဘူးဆိုတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့လိုအခြေအနေမျိုးတွေမှာဟာမဖြစ်ဘူးငါကြိုးစားငါအမေအတွက်တော့၎င်းငါမိသားစုအတွက်တော့၎င်းငါရဲ့အနာဂတ်အတွက်တော့၎င်းကြိုးစားရမယ်ဆိုတော့အသိစိတ်ကလေးရှိနေရတယ်ဟုတ်ပြီနော်အဲ့နောက်တစ်ဆင့်ကြာလို့ရှိရင်เนาะတဲ့သားတို့သမီးတို့ရဲ့လုံလဝရိယဟာเนาะအင်မတန်ခိုင်ခန့်တဲ့လုံလဝရိယဖြစ်သွားပါလိမ့်မယ်အဲ့ဒီအချိန်ကြာလို့ရှိရင်เนาะသားတို့သမီးတို့ဟာเนาะဘာပဲဖြစ်ငါမရမချင်းနောက်မဆုတ်တော့ဘူးဆိုတော့အင်မတန်ကောင်းမွန်တဲ့လုံလဝရိယမျိုးဖြစ်သွားပါလိမ့်မယ်ဒါလုံလဝရိယရဲ့အဆင့်၄ဆင့်ကိုပြောတာကောင်းပြီเนาะကြည့်ဒါဆိုလို့ရှိရင်အချိန်လဲရလောက်ပြီးတင်တယ်เนาะဆရာဆိုတော့ဒီလောက်နဲ့ပဲဆရာကနေုံချုပ်ပါတယ်ဒါတို့သမီးတို့အားလုံးအောင်မြင်သောထူးချွန်သောထက်မြက်သောတန်ဖိုးတည်ဆောက်နိုင်သောတာရီသမီးတွေဖြစ်နိုင်ကြပါစေအားလုံးမင်္ဂလာပါနော်